သိပ္ပံပညာရဲ့မဖြေရှင်းနိုင်သေးတဲ့ပဟေလီများကမ္ဘာစမ်းကြယ်မှု၅ခုအားလုံးပဲမင်္ဂလာပါနော်လေးမြန်မာ channel မှာကြိုဆိုပါရစေဒီနေ့မှာတော့သိပ္ပံပညာရဲ့မဖြေရှင်းနိုင်သေးတဲ့ပဟေလီများကမ္ဘာစမ်းကြယ်မှု၅ခုအကြောင်းပြောပြပေးသွားမှာပါနံပါတ်1 Ross မြို့၏နက်နဲသောဆူညံတန်များအမေရိကန်ပြည်ထောင်စုနယူးမက္ကဆီကိုပြည်နယ်မှာရှိတဲ့ Ross ဆိုတဲ့မြို့လေးမှာနေထိုင်ကြတဲ့လူဦးရေရဲ့2%ခန့်ဟာ Ross ဟန်လို့ခေါ်တဲ့အနှိမ့်စကားဆူညံတန်ကိုနေ့စဉ်ကြားနေရပါတယ်ဒီအတန်ဟာအင်ဂျင်တစ်ခုခုလည်းနေသလိုဟာမင်းဆိုပြီးဆူညံနေတာမျိုးဖြစ်ပြီးညဘက်အချိန်မှာပိုပြီးကြားရလေးရှိပါတယ်ထူးဆန်းတာကဒီအတန်ကိုဘလို့နေနဲ့မှမှတ်တမ်းတင်လို့မရပဲကြားရတဲ့သူတွေကိုသာဒုက္ခပေးနေတာပါသိပ္ပံပညာရှင်တွေဟာဒီအတန်ရဲ့ဇစ်မြစ်ကိုအုံနောက်လိုင်းတွေမြေပြင်တွင်းကလျှက်စစ်တန်လိုင်းတွေအထိမျိုးစုံရှာဖွေခဲ့ရမဲ့ယနေ့တိုင်အဖြေမရှိသေးပါဘူးနံပါတ်1 Diet Love ဖြစ်ရဲ့1959ခုနှစ်ကရုရှားနိုင်ငံယူရဲတောင်တန်းမှာဖြစ်ခဲ့တဲ့ထူးဆန်းလာတဲ့အဖြစ်အပျက်တစ်ခုပါအတွေ့အကြုံရဲ့တောင်တက်သမား9ယောက်ဟာသူတို့တက်ခဲ့တဲ့တင်းတိုင်ကနေရုတ်တရက်ထွက်ပြေးခဲ့ကြပြီးနင်းထဲမှာအဝတ်အစားပြည့်စုံမဝတ်ထားပဲတေဆုံးနေတာကိုတွေ့ရပါတယ်စုံစမ်းစစ်ဆေးချက်တွေအရသူတို့ရဲ့တင်းတိုင်ကိုအတွင်းကနေခွဲထွက်သွားတာဖြစ်ပြီးအချို့ရဲ့ခန္ဓာကိုယ်မှာမတော်တဆထိခိုက်မှုနဲ့မညီတဲ့ပြင်းထန်တဲ့ဒဏ်ရာတွေရှိနေတာကိုတွေ့ရပါတယ်ဒီဖြစ်ရပ်ကိုရှင်းပြဖို့ယက်တီတိုက်ခိုက်မှုအရှိုးဝက်စစ်တပ်စမ်းသက်မှု UFO ကြောင့်အထိအယူအဆမျိုးစုံထွက်ပေါ်ခဲ့ပေမဲ့ယနေ့တိုင်တရားဝင်ရှင်းလင်းချက်မရှိသေးပါဘူးနံပါတ်3ဘာဘေးဒိုးစ်၏ရွေလျားနေသောခေါင်းတလားများကရီဘီယန်ကျွန်းစုကဘာဘာဒိုးစ်ကျွန်းမှာရှိတဲ့ချစ်စမီသားစုတင်ချိုင်းကူတဲကဖြစ်ရပ်ပါ19ရာစုအစောပိုင်းကဒီကူတဲကိုခေါင်းပေါ်မှာစနစ်တကျထားရှိထားတဲ့လေးလံတဲ့ခေါင်းတလားတွေဟာပုံမှန်မဟုတ်ပဲရွေ့လျားနေတာကိုတွေ့ရှိခဲ့ရပါတယ်။ကူရဲ့တကားကိုတော့ခတ်ပြီးစောင့်ကြည့်ခဲ့ကြပေမဲ့နောက်တစ်ခါဖွင့်တဲ့အခါခေါင်းတလားတွေဟာနေရာအသစ်တွေကိုရွေ့သွားနေပြန်ပါတယ်။ဒီအဖြစ်ကိုရေလွှမ်းမိုးမှုမြင်းနေနဲ့လူကြံမှုအထိရှင်းပြခဲ့ကြပေမဲ့ဘယ်ချက်ကမှလုံလောက်တဲ့ရှင်းလင်းချက်မပေးနိုင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့မိသားစုကကူတဲကအရာတွေကိုဖယ်ရှားပြီးတင်ချိုင်းကူကိုစွန့်ပစ်လိုက်ကြရပါတယ်။နံပါတ်4 Hesdeland အလင်းတန်းများနော်ဝေနိုင်ငံက Hesdeland ချိုင်ဝမ်မှာ1980ပြည့်လွန်နှစ်တွေကစပြီးယနေ့တိုင်မြင်တွေ့နေရတဲ့ထူးဆန်းတဲ့အလင်းတန်းတွေပါဒီအလင်းတွေဟာချိုင်ဝမ်ပေါ်မှာမကြာခဏပေါ်လာလေးရှိပြီးပြန်ဝဲနေတက်ဖြတ်တန်းသွားတဲ့ရက်တန့်သွားတတ်ပါတယ်အရွယ်အစားနဲ့ပုံစံကလည်းစိတ်ကူးပုံဖော်လို့မရအောင်ကွဲပြားပါတယ်သိပ္ပံပညာရှင်တွေဟာဒီအလင်းတွေကိုစောင့်ကြည့်လေ့လာခဲ့ကြပြီးတန်လိုက်တက်လိုင်းတွေပလာစမာဓာတ်ငွေ့တွေစတာတွေနဲ့ရှင်းပြဖို့စ조사ခဲ့ကြပေမဲ့ဒီလင်းရဲ့အတိအကျဖြစ်စဉ်ကိုတော့မသိရသေးပါဘူးနံပါတ်5ဝိုင်းနစ်ချလက်ရေးမှုကဘာပေါ်မှာစမ်းကြယ်ဆုံးစာအုပ်တအုပ်လို့တင်စားခေါ်ဝေါ်ကြတဲ့ဒီလက်ရေးမှုဟာ1500ရာစုလောက်ကရေးထားတယ်လို့ခန့်မှန်းရပါတယ်စာအုပ်ထဲမှာလုံးဝနားမလည်နိုင်တဲ့ဘာသာစကားနဲ့ရေးထားတဲ့စာသားတွေထူးဆန်းတဲ့အပင်တွေနှက်ခတ်ပေတင်ပုံတွေရေကန်ထဲကိုဆင်းနေဟန်အမျိုးသမီးတွေရဲ့ပုံတွေနဲ့ပြည့်နှက်နေပါတယ်ကဘာအတော်ဆုံးသင်္ကေတပညာရှင်တွေဘာသာစကားပညာရှင်တွေကုတ်ဖော်ပညာရှင်တွေဟာဒီစာအုပ်ကိုဖော်ထုတ်ဖို့ရာစုနှစ်တစ်ခုကျော်စ조사ခဲ့ကြပေမဲ့မအောင်မြင်ခဲ့ပါဘူးဒါဟာရှေးဟောင်းသူတေသနလှည့်စားမှုကြီးလားဆေးပညာဆိုင်ရာရှုပ်ဝက်စာအုပ်လားသို့မဟုတ်တခြားကဘာကစာအုပ်လားဆိုတာယနေ့တိုင်မသိရသေးပါဘူးဒီနေ့စီစဉ်လေးကတော့ဒီလောက်ပါပဲခင်ဗျာယခုလိုကဘာပေါ်ကထူးထူးဆန်းဆန်းအကြောင်းအရာများနဲ့ဗဟုသုတရစရာများကိုတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့နော်လေးမြန်မာ channel ကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးသွားကြပါဦးခင်ဗျာ